လူရည်ရွယ်ချက်နဲ့ဘဝမှာနေထိုင်သွားကြမလို့လို့မေးရင်ငြိမ်းအေးစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားနာကြရမယ်ငြိမ်းအေးစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားနှလုံးကျင့်သုံးကြရမယ်ငြိမ်းအေးစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘဝမှာနေသွားကြရမယ်ဟုတ်လားအဲ့လိုငြိမ်းအေးစေဖို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့ဒေသနာတွေကိုပဲဘုန်းဘုန်းတို့ဘာလို့ရမှာတော့နော်အမိပြုပြီးတော့အဲ့ဒါတွေကိုပဲအာကိုအာရပြုပြီးတော့ဓမ္မံတရဏံကိစ္ဆာမိအပြည့်အဝနဲ့ပွားကြရမှာမြတ်စွာဘုရားတရားတော်တွေကိုပဲအာကိုကြရမှာဘုန်းဆိုသူကငြိမ်းအေးစေတဲ့အစွမ်းတတ္တိအပြည့်အဝရှိနေလို့ဟုတ်လားအဲ့လိုဆိုရင်စိတ်နှလုံးကိုပူလောင်အောင်ရှုမြိုက်တာကဘာလို့ပြောခဲ့ပြီနော်ဒီရာဂဒေါသမောဟတရားတွေပဲဘယ်သူမှတကယ်တမ်းကလာရှုတာမဟုတ်ဘူးဘယ်သူကြောင့်ငါစိတ်တွေပူရတာဘယ်သူကြောင့်ငါစိတ်တွေညစ်ရတယ်ဆိုတော့ထိုက်တဲ့လောက်တော့လည်းပဲအကြောင်းတရားတစ်ခုအနေနဲ့ပြောလို့တော့ရပါတယ်မကောင်းတဲ့လူတွေနဲ့တွေ့ရတယ်သဘာဝမကျတဲ့လူတွေနဲ့အပြောရဆိုးရတယ်ဆိုရင်ကိုယ်စိတ်တွေပူလာတယ်တကယ်လို့သာသူတို့နဲ့မတွေ့ရဘူးသူတို့ပြောတာမကြားရဘူးဆိုရင်ကိုယ်စိတ်လည်းပူစရာအကြောင်းမရှိဘူးပေါ့သို့တော့ခက်တာကအဲ့ဒီလိုလူတွေနဲ့မတွေ့ဘူးအဲ့ဒီလိုလူတွေရဲ့စကားကိုမကြားဖို့အတွက်ဘုံဘုံတို့မှာရွေးချယ်ခွင့်မရှိဘူးတွေ့ရင်တွေ့ရမှာပဲကြားရင်ကြားရမှာပဲသူတို့ကိုဘုံဘုံတို့ဖယ်ရှားလို့မရဘူးဟုတ်လားအဲ့တော့တကယ်တမ်းကစိတ်ပူနေတာစိတ်ညစ်နေတာကအဲ့ဒီပြင်ဘက်ကအကြောင်းတစ်ခုတည်းကြောင့်ပူနေတာညစ်နေတာမဟုတ်ဘူးဆိုတဲ့အဓိကတော့ချက်ကိုဘုံဘုံတို့မြင်အောင်ကြည့်ရမယ်ဘာကြောင့်စိတ်ကပူနေတာလဲဆိုတော့အဲ့ဒီပြင်ဘက်ကအကြောင်းတရားတွေအာယုန်နေနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲကအာယောနိသောမနတိကာရနှလုံးသွင်းမှားယွင်းမှုဖြစ်လိုက်လို့စိတ်ကပူသွားတာလောင်သွားတာညစ်သွားတာပေသွားတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့ပါဝင်ပတ်သက်မှုမရှိဘူးလားအဲ့ဒါကပို့ပြီးတော့အဓိကကြားတယ်နော်ကိုယ့်ရဲ့စိတ်ကိုကိလေသာမီလောင်တယ်ဆိုတဲ့နေရာမှာမိမိရဲ့ပါဝင်ပတ်သက်မှုကအဓိကအကြောင်းတရားပဲအဲ့ဒါကဘာတော့အာယောနိသောမနတိကာရစဉ်းစားနော်ဒီချက်လေးကိုသေချာစဉ်းစားကိုယ့်ကိုတော်တဲ့တောင်ထဲသွားပြီးတော့တယောက်တည်းနေမယ်ဆိုရင်တောင်တောက်လျှောက်ကိလေသာပူတွေကငြိမ့်သွားမှာလားမငြိမ့်ပါဘူးဟုတ်လားကိုယ့်ကိုလှုပ်ပြီးတော့တွေးပြီးတော့အတိတ်တွေအနာဂတ်တွေဟုတ်လားပြန်ကြံပြီးတော့လည်းပဲပူးနေအောင်မှာလောင်နေအောင်မှာပဲနီးမှန်လမ်းမှမလုပ်ရင်သို့တော့ပြင်ဘက်ကအာယုံကိုအထိုက်လျောက်ဖယ်ထားတဲ့အတွက်ကြောင့်အထိုက်လျောက်တတ်တာကွန်းကတော့ရမယ်အဲ့ဒါကိုလည်းဘုံဘုံတို့မျက်ွယ်ပြုလို့တော့မရအောင်ဒါမှမဟုတ်တယောက်တည်းနေနိုင်ရင်အေးတယ်ဒီဥစ္စာကလည်းပဲညှင်းပယ်လို့မရဘူးဒါမြတ်စွာဘုရားတယောက်တည်းပဲနေသေးခြင်းတယ်တောမှာပဲနေစေခြင်းတယ်အာယုန်တွေကစိတ်ကိုပူလောင်အောင်ရှုမြိုက်တဲ့နေရာမှာအထောက်အကူတွေပြုနေလို့အာယုန်တွေကြားထဲမှာငြိမ်းအောင်လုပ်ရတာနဲ့အာယုန်တွေနဲတဲ့နေရာမှာငြိမ်းအောင်လုပ်ရတာပို့ပြီးတော့လွယ်ကူတယ်ဟုတ်လားဒါလည်းပဲပြည့်ပြည့်စုံစုံသိဖို့လိုတယ်နော်ဟုတ်လားသို့တော်တကယ်အရေးကြီးတာကဘာလဲလို့မေးရင်ကိုယ်စိတ်ထဲကနော်အာယုန်ဒီတော်မနတိကာရကကိုယ်စိတ်ကိုလောင်အောင်မြှိုက်နေတာနော်ညစ်ပေအောင်လုပ်နေတာဆိုတာကိုဘုံဘုံတို့နားလည်ရမယ်ဟုတ်လားအဲ့တော့အဲ့ဒီအာယောနိသောမနတိကာရကိုယောနိသောမနတိကာရဖြစ်အောင်တတိပဋ္ဌာန်နည်းကိုပဲအသုံးပြုပြီးတော့ဘုံဘုံတို့တွေရဲ့စိတ်တွေကိုတက်မှတ်နိုင်အောင်ကြိုးစားရမယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့စိတ်ပူတယ်လောင်တယ်ဆိုတဲ့အခြေအနေမျိုးမှာနော်ကိုယ်ဒီသာနေအဓိကလို့နားလည်ပြီးတော့ဘသူကိုမှနော်အပြစ်မမြင်ပဲနဲ့အပြစ်မတင်ပဲနဲ့တကယ်တမ်းကကိုယ်စိတ်ကတဲ့သွားပြီယောနိသောမနတိကာရအားကောင်းသွားပြီဆိုရင်ဟာသူ့တဘာဝမကြတာတွေမြင်ရလဲပြုံးနိုင်တဲ့အနေအထားကိုရောက်သွားမှာအဲ့ဒါမှပို့ပြီးတော့အနှစ်အသားရှိရနော်အရှုပ်ထဲမှာရှင်းအောင်နေတယ်ဟုတ်လားဆရာတော်ဥဇောတိကတရားခေါင်းစဉ်နဲ့ကိုပဲငြိမ်းလှပြီကောင်းလှပြီနော်လောကကြီးကတော့အရှုပ်ပဲလေဟုတ်လားရှုပ်လို့ရှုပ်ရပါတယ်လို့အကြောင်းပြနေတော့ဘယ်တော့မှရှင်းတဲ့အကြောင်းမရှိဘူးလောကကြီးကရှင်းမှာမှမဟုတ်ဖဲကိုဟုတ်လားရှုပ်နေတာတဲ့ကိုပဲဘုံဘုံတော့ဘလို့နေရမှာတော့ရှင်းအောင်နေရမယ်ဒါမျိုးဆိုဘုရားလည်းဒီတိုင်းဟောတာပါပဲနော်လောကကြီးကအပူလောကကြီးအပူထဲမှာအေးအောင်နေလို့လည်းနားလည်ဖို့လိုတယ်ဟာသူတို့ပူလို့ကိုပူရတာပါဆိုရင်ဘယ်တော့မှငြိမ်းရကြအကြောင်းမရှိဘူးသူပူမပူငါငြိမ်းအောင်နေလို့ရတယ်ဆိုတာကိုပိုင်နိုင်သိပြီးတော့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လားအဲ့လိုဆိုအရှုပ်ထဲရကိုသည်သူများရှုပ်လည်းပဲကိုမရှုပ်ဘူးအပူတွေကကိုသည်သူများပူလည်းကိုမပူဘူးဒါကြောင့်မြတ်စွာဘုရားလောက်လက်ခတ်နေတဲ့လောကကြီးထဲမှာငြိမ်သက်နေတယ်ဆိုတာဘယ်လိုလူမျိုးတော့ပူလောင်နေတဲ့လောကကြီးထဲမှာငြင်းအေးအောင်နေတယ်ဆိုတာဘယ်လိုလူမျိုးတုံးဆိုပြီးဟောထားတာတွေလည်းရှိတယ်ဟုတ်လားလူရင်းပြောရရင်တော့ဒီဘုရားတရားအာယုန်လေးနဲ့ကောင်းကောင်းမွန်မွန်နေနေတဲ့ဆိုရင်ဒါပူနေတဲ့လူတွေထဲမှာငြင်းအောင်နေတာအဲ့လိုငြင်းအေးစေဖို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့ဒေသနာတွေကိုပဲဘုန်းဘုန်းတို့ဘာလို့ရမှာတော့နော်အမိပြုပြီးတော့အဲ့ဒါတွေကိုပဲအာကိုအာရပြုပြီးတော့ဓမ္မံတရဏံကိစ္ဆာမိအပြည့်အဝနဲ့ပွားကြရမှာမြတ်စွာဘုရားတရားတော်တွေကိုပဲအာကိုကြရမှာဘုန်းဆိုသူကငြင်းအေးစေတဲ့အစွမ်းတတ္တိအပြည့်အဝရှိနေလို့ဟုတ်လားအဲ့လိုဆိုရင်စိတ်နှလုံးကိုပူလောင်အောင်ရှုမြိုက်တာကဘာလို့ပြောခဲ့ပြီနော်ဒီရာဂဒေါသမောဟတရားတွေပဲဘယ်သူမှတကယ်တမ်းကလာရှုတာမဟုတ်ဘူးဘယ်သူကြောင့်ငါစိတ်တွေပူရတာဘယ်သူကြောင့်ငါစိတ်တွေညစ်ရတယ်ဆိုတော့
ထိုက်တလောက်တော့လည်းပဲအကြောင်းတရားတစ်ခုအနေနဲ့ပြောလို့တော့ရပါတယ်မကောင်းတဲ့လူတွေနဲ့တွေ့ရတယ်တဘာဝမကျတဲ့လူတွေနဲ့အပြောရဆိုးရတယ်ဆိုရင်ကိုယ်စိတ်တွေပူးလာတယ်တကယ်လို့သာသူတို့နဲ့မတွေ့ရဘူးသူတို့ပြောတာမကြားရဘူးဆိုရင်ကိုယ်စိတ်လည်းပူစရာအကြောင်းမရှိဘူးပေါ့သို့တော့ခက်တာကအဲ့ဒီလိုလူတွေနဲ့မတွေ့ဘူးအဲ့ဒီလိုလူတွေရဲ့စကားကိုမကြားဖို့အတွက်ဘုံဘုံတို့မှာရွေးချယ်ခွင့်မရှိဘူးတွေ့ရင်တွေ့ရမှာပဲကြားရင်ကြားရမှာပဲသူတို့ကိုဘုံဘုံတို့ဖယ်ရှားလို့မရဘူးဟုတ်လားအဲ့တော့တကယ်တမ်းကစိတ်ပူနေတာစိတ်ညစ်နေတာကအဲ့ဒီပြင်ဘက်ကအကြောင်းတစ်ခုတည်းကြောင့်ပူနေတာညစ်နေတာမဟုတ်ဘူးဆိုတဲ့အဓိကတော့ချက်ကိုဘုံဘုံတို့မြင်အောင်ကြည့်ရမယ်ဘာကြောင့်စိတ်ကပူနေတာလဲဆိုတော့အဲ့ဒီပြင်ဘက်ကအကြောင်းတရားတွေအာယုန်နေနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲကအာယောနိသောမနတိကာရနှလုံးသွင်းမှားယွင်းမှုဖြစ်လိုက်လို့စိတ်ကပူသွားတာလောင်သွားတာညစ်သွားတာပေးသွားတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့ပါဝင်ပတ်သက်မှုမရှိဘူးလားအဲ့ဒါကပို့ပြီးတော့အဓိကကြားတယ်နော်ကိုယ့်ရဲ့စိတ်ကိုကိလေသာမီလောင်နေဆိုတဲ့နေရာမှာမိမိရဲ့ပါဝင်ပတ်သက်မှုကအဓိကအကြောင်းတရားပဲအဲ့ဒါကဘာလို့အာယောနိသောမနတိကာရစဉ်းစားနော်ဒီချက်လေးကိုသေချာစဉ်းစားကိုယ့်ကိုတော်တဲ့တောင်ထဲသွားပြီးတော့တယောက်တည်းနေမယ်ဆိုရင်တောင်တောက်လျှောက်ကိလေသာပူတွေကငြိမ့်သွားမှာလားမငြိမ့်ပါဘူးဟုတ်လားကိုယ့်ကိုလှုပ်ပြီးတော့တွေးပြီးတော့အတိတ်တွေအနာဂတ်တွေဟုတ်လားပြန်ကြံပြီးတော့လည်းပဲပူးနေအောင်မှာလောင်နေအောင်မှာပဲနီးမှန်လည်းမလုပ်ရင်သို့တော့ပြင်ဘက်ကအာယုံကိုအထိုက်လျောက်ဖယ်ထားတဲ့အတွက်ကြောင့်အထိုက်လျောက်တတ်တာကွန်းကတော့ရမယ်အဲ့ဒါကိုလည်းဘုံဘုံတို့မျက်ွယ်ပြုလို့တော့မရအောင်ဒါမှမဟုတ်တယောက်တည်းနေနိုင်ရင်အေးတယ်ဒီဥစ္စာကလည်းပဲညင်းပယ်လို့မရဘူးဒါမြတ်စွာဘုရားတယောက်တည်းပဲနေသေးခြင်းတယ်တောမှာပဲနေစေခြင်းတယ်အာယုန်တွေကစိတ်ကိုပူလောင်အောင်ရှုမြိုက်တဲ့နေရာမှာအထောက်အကူတွေပြုနေလို့အာယုန်တွေကြားထဲမှာငြိမ်းအောင်လုပ်ရတာနဲ့အာယုန်တွေနဲတဲ့နေရာမှာငြိမ်းအောင်လုပ်ရတာပို့ပြီးတော့လွယ်ကူတယ်ဟုတ်လားဒါလည်းပဲပြည့်ပြည့်စုံစုံသိဖို့လိုတယ်နော်ဟုတ်လားသို့တော့တကယ်အရေးကြီးတာကဘာလဲလို့မေးရင်ကိုယ်စိတ်ထဲကနော်အာယောနိသောမနတိကာရကကိုယ်စိတ်ကိုလောင်အောင်မြှိုက်နေတာနော်ညစ်ပေအောင်လုပ်နေတာဆိုတာကိုဘုံဘုံတို့နားလည်ရမယ်ဟုတ်လားအဲ့တော့အဲ့ဒီအာယောနိသောမနတိကာရကိုယောနိသောမနတိကာရဖြစ်အောင်တတိပဋ္ဌာန်နည်းကိုပဲအသုံးပြုပြီးတော့ဘုံဘုံတို့တွေရဲ့စိတ်တွေကိုတက်မှတ်နိုင်အောင်ကြိုးစားရမယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့စိတ်ပူတယ်လောင်တယ်ဆိုတဲ့အခြေအနေမျိုးမှာနော်ကိုယ်ဒီသာနေအဓိကလို့နားလည်ပြီးတော့ဘသူကိုမှနော်အပြစ်မမြင်ပဲနဲ့အပြစ်မတင်ပဲနဲ့တကယ်တမ်းကကိုယ်စိတ်ကတဲ့သွားပြီယောနိသောမနတိကာရအားကောင်းသွားပြီဆိုရင်ဟာသူ့တဘာဝမကြတာတွေမြင်ရလဲပြုံးနိုင်တဲ့အနေအထားကိုရောက်သွားမှာအဲ့ဒါမှပို့ပြီးတော့အနှစ်အသားရှိရနော်အရှုပ်ထဲမှာရှင်းအောင်နေတယ်ဟုတ်လားဆရာတော်ဥဇောတိကတရားခေါင်းစဉ်နဲ့ကိုပဲငြိမ်းလှပြီကောင်းလှပြီနော်လောကကြီးကတော့အရှုပ်ပဲလေဟုတ်လားရှုပ်လို့ရှုပ်ရပါတယ်လို့အကြောင်းပြနေတော့ဘယ်တော့မှရှင်းတဲ့အကြောင်းမရှိဘူးလောကကြီးကရှင်းမှာမဟုတ်ဖဲကိုဟုတ်လားရှုပ်နေတာတဲ့ကိုပဲဘုံဘုံတော့ဘယ်လိုနေရမှာတော့ရှင်းအောင်နေရမယ်ဒါမျိုးဆိုဘုရားလည်းဒီတိုင်းဟောတာပါပဲနော်လောကကြီးကအပူလောကကြီးအပူထဲမှာအေးအောင်နေလို့လည်းနားလည်ဖို့လိုတယ်ဟာသူတို့ပူလို့ကိုပူရတာပါဆိုရင်ဘယ်တော့မှငြိမ်းရကြအကြောင်းမရှိဘူးသူပူမပူငါငြိမ်းအောင်နေလို့ရတယ်ဆိုတာကိုပိုင်နိုင်သိပြီးတော့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လားအဲ့လိုဆိုအရှုပ်ထဲရကိုသည်သူများရှုပ်လည်းပဲကိုမရှုပ်ဘူးအပူတွေကကိုသည်သူများပူလည်းကိုမပူဘူးဒါကြောင့်မြတ်စွာဘုရားလောက်လက်ခတ်နေတဲ့လောကကြီးထဲမှာငြိမ်သက်နေတယ်ဆိုတာဘယ်လိုလူမျိုးတော့ပူလောင်နေတဲ့လောကကြီးထဲမှာငြင်းအေးအောင်နေတယ်ဆိုတာဘယ်လိုလူမျိုးတုံးဆိုပြီးဟောထားတာတွေလည်းရှိတယ်ဟုတ်လားလူရင်းပြောရရင်တော့ဒီဘုရားတရားအာယုံလေးနဲ့ကောင်းကောင်းမွန်မွန်နေနေတဲ့ဆိုရင်ဒါပူနေတဲ့လူတွေထဲမှာငြင်းအောင်နေတာ